ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာ MMA Sport Play မြန်မာကနေဒီနေ့ည2026ခုနှစ်ဇန်နဝါရီ25ရက်မှာကစားမယ်အာဆင်နယ်နဲ့ Manchester United တို့ရဲ့ပွဲစဉ်ကြိုသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစီအစဉ်စခင်ကျွန်တော်ရဲ့ Facebook YouTube နဲ့ TikTok channel လေးတွေကို Subscribe နဲ့ Follow လုပ်ပြီးအားပေးလို့ရပါတယ်ဗျနောက်ပြီးတော့ကျွန်တော် Telegram မှာလည်း Live Link ပေးမှာမလို့အခုပဲ Telegram link ကိုဝင် join ထားပေးကြပါအောင်ခင်ဗျာကဲဒီနေ့ညမှာကစားမယ်အာဆင်နယ်နဲ့ Manchester United ရဲ့ပွဲကြီးပွဲကောင်းကိုEmirates Stadium မှာမြန်မာစံတော်ကြီးည7:00နာရီတိတိမှာရှင်ပြိုင်ကစားသွားမှာပါ။လက်ရှိမှာတော့အာဆင်နယ်က Premier League ဇယားရဲ့ထိပ်ဆုံးမှာရပ်တည်နေပြီး Manchester United ကတော့အဆင့်9မှာရှိနေပါတယ်။အာဆင်နယ်အတွက်ကဇယားထိပ်ဆုံးနေရာကိုဆက်ထိန်းထားဖို့အရေးကြီးတယ်လို့ Manchester United ကလည်း Top 4ထဲပြန်ဝင်နိုင်မှုအသေးအံရုန်းကန်နေရအခြေလည်းဖြစ်ပါရဲ့။အင်ချင်အာဆင်နယ်အကြောင်းအရင်ကြည့်အောင်။သူတို့ကအိမ်ကွင်းမှာရှုံးကွင်းမရှိသေးတယ်လို့ခံစစ်ကလည်းတလီလုံးမှာဂိုးအနည်းဆုံး14ခုပဲပေးထားတဲ့အကောင်းဆုံးခံစစ်ကိုပိုင်ဆိုင်ထားတာပါ။တရင်ကောင်းကတော့ဒဏ်ရာရနေတဲ့ခံစစ်လိုတွေဖြစ်တဲ့ Calafiori နဲ့ Hinkipio လိကျင်ကန်ပြန်ဆင်းနိုင်နေပြီဖြစ်တယ်လို့တိုက်စစ်မှာလည်း Victor Gyökeres နဲ့ Saka တို့ကိုပဲအဓိကအားထားသွားမှာဖြစ်ပါတယ်ဗျ။အဲ့ဒါမှန်ယူဘက်ကိုပြန်ကြည့်မယ်ဆိုရင်တော့ယာလီနီးပြ Michael Carrick လက်ထက်မှာခြီစွမ်းကတိတိတတ်တက်လာပါတယ်။ပြီးခဲ့တဲ့အပတ်က Man City ကိုငိုးပြတ်နဲ့နိုင်ထားတော့စိတ်ဓာတ်မိုင်းကတော့အထွတ်အထိရောက်နေတာပေါ့နော်။ဒါပေမဲ့အဝေးကွင်းမှာဂိုးပေးနေရတဲ့အားနည်းချက်ကတော့ရှိနေသေးပါ။ဒီပွဲမှာဒလစ်ကဒဏ်ရာကြောင့်ဆက်လွဲဦးမှာဖြစ်တယ်လို့ဇက်စီးကလည်းပါဝင်ဖို့မသိကြသေးပါဘူး။ဒါပေမဲ့အာဖရိကဖလားကပြန်လာတဲ့ Mazraoui ပါဝင်လာနိုင်ပြီးတိုက်စစ်မှာတော့ Brian Mbeumo နဲ့ Foundation Bruno Fernandes တို့ပဲဦးဆောင်လာမှာဖြစ်ပါတယ်ဗျ။နောက်ဆုံးတွေ့ဆုံမှု6ချိန်မှာတော့အာဆင်နယ်က9ချိန်အထိအနိုင်ရထားလို့အသာစီးရနေတယ်လို့ပြောလို့ရပါတယ်။ Manchester United က Carrick လက်ထက်မှာ New Manager Bounce နဲ့ခြေတက်နေပေမဲ့အာဆင်နယ်ရဲ့အိမ်ကွင်းမားကုန်နဲ့စနစ်ကျတဲ့ကစားဟန်ကိုကြော်ဖြတ်ဖို့ကတော့တော်တော်လေးခက်ခဲပါလိမ့်မယ်။ကဲဒီနေ့ညပွဲမှာတမိုင်းတကြော်ဖြန့်ဦးမလား Manchester United ကအဝေးကွင်းမှာအာဆင်နယ်ကိုဒုက္ခပေးနိုင်မလားဒါမှမဟုတ်အာဆင်နယ်ကပဲဂိုးပြတ်ထပ်နိုင်မလားဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်လိုက်ကြအောင်ဗျပရိသတ်ကြီးတို့ဘယ်အသင်းကိုအားပေးလဲဒါမှမဟုတ်ပရိသတ်ကြီးတို့ရဲ့အမြင်တွေကိုကောင်းမှန်မှာရေးခဲ့လို့ရပါတယ်ဗျအဆုံးထိကြည့်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးထူးတင်ပါတယ်နောက်ထပ်လည်းအားကစားသတင်းတွေကိုအမြဲတင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ Facebook YouTube နဲ့ TikTok လေးတွေကို Subscribe နဲ့ Follow လုပ်ထားဖို့မမေ့ကြအောင်တော့ဗျကျွန်တော် Telegram မှာလည်း Live လွှင့်ပေးမှာမလို့အခုပဲ Telegram link ကိုဝင် join ထားပေးကြပါအောင်ခင်ဗျာအားလုံးပဲကံကောင်းကြပါစေဗျာ